နွေရာသီကျောင်းမပိတ်ခင်ကျောင်းသားကျောင်းသူတွေဘာလုပ်လဲ ဟုတ်ကြောက်ဒီမှာလားနှုတ်ဆက်ပွဲလုပ်တယ် ဟုတ်လားဘယ်လိုနှုတ်ဆက်ကြ ကျန်တဲ့လူထားတာချစ်ချင်တယ်ဟုတ်တယ်စား အဖြေကအော်ဟုတ်တယ်နံပါတ်5ဖြစ်နေတယ်နွေရာသီကျောင်းမပိတ်ခင်ကျောင်းသားကျောင်းသူတွေဘာလုပ်လဲတဲ့ ဟိုရေလောင်းတာမျိုး ရေလောင်းတာအဖြေကဟုတ်တယ်ရေပတ်တယ်ဒီပတ်တော့ကိုရှင်ကပြပြပေးရှင်လား ကောက်ကိုပြင်ပါကောက်ကို နေရာယူပါโอเคဟုတ်ပြီနော်ကိုတိုင်းကလည်းငယ်ကနေကြီးလာတာပဲလေဟုတ်တယ်နော်အဲ့တော့ကျောင်းသားဘွားကျောင်းသူဘွားဖြတ်တန်းခဲ့ရတာဟုတ်တယ်နော်အရန်လွယ်ပါတယ်ကျောင်းသားကျောင်းသူတွေပေါ့နော်နှွေရာသီကျောင်းမပိတ်ခင်မှာဘာလုပ်လဲ မောက်သားစားကြ သူ့မိတာညမတီတာပြောပါ မောက်သားစားကြတယ် ဟုတ်သွားစားကြတယ်အေးဇလန်းလေးပါပြောပါဘယ်လိုလဲညီမအမှတ်တရတွေပဲရှိလားလို့ပေါ့ ရှိဘူးတငယ်ချင်းနေနဲ့မောက်သားစား ဟုတ်လား ကန်တင်း ကန်တင်းမှာပဲစားတာကျောင်းမပိတ်ခင်မှာအရင်ကစားလို့မရဘူးအဖြေကမဟုတ်သွားစားကြတယ် သူကသူမပါနော်စဉ်းစားတော့ကိုယ့်အတွေ့အကြုံတွေပါရှိရဆိုပြပြတော့ပြောစရာကြီးပါနော်အမှတ်တရမြန်မြန်လေးပဲဖြေပြီနော်ဟုတ်ပြီနွေရာသီကျောင်းမပိတ်ခင်မှာကျောင်းသားကျောင်းသူတွေဘာလုပ်လဲ တမူပွဲချီရတယ် ဟမ်ဘာပြောလဲ အိတ်တန်းဖြေရတယ်လို့ကြာတမူပွဲ ဩဆာမူဝဲโอเคဒီဒီဆာမူဝဲဖြေရလားကျောင်းမပိတ်ခင်ဆာမူဝဲဖြေရအပ်ပြီးတော့ဗောဘာလုပ်လဲပြောတော့အဲ့ဒါသူကသူအစောကြီးဆာမူဝဲကိုကသူလောက်တာလေကျောင်းသားကျောင်းသူတွေဘာလုပ်လဲမေတော့ဆာမူဝဲအဖြေက ဖြေရတယ် မပြန်ဟာရန်တွေ့သေးတယ်အဲ့တော့ရန်တွေ့သေးတယ်နော်ဟုတ်တယ်နွေရာသီကျောင်းမပိတ်ခင်မှာတဲ့ကျောင်းသားကျောင်းသူတွေဘာလုပ်လဲတဲ့ စာချက်တယ် ဟောကျောင်းမပိတ်ခင်စာချက်တယ်ဩဟုတ်ပြီအဖြေကအေးဆောင်းမဖြစ်တိုင်းစာချက်တိုင်းတွဲလို့ရတာပါနော်ဟုတ်ပြီနွေရာသီကျောင်းမပိတ်ခင်မှာတဲ့ ဟိုဟာဆရာမတို့ကြော့တယ် ဩဟုတ်ပြီအဖြေကဟုတ်တယ်โอเคဟုတ်ပါဦးနွေရာသီကျောင်းမပိတ်ခင်မှာတဲ့ကျောင်းသားကျောင်းသူတွေဘာလုပ်လဲတဲ့ ကျောင်းတက် ကျောင်းတက်တယ် အ ကျောင်းတ ဖြေ က် ကโอเคကဲဟိုဘက်ကလှည့်ပြီးတိုင်ပင်လို့ရပြီဗျာနံပါတ်4နဲ့နံပါတ်6နဲ့ဟုတ်ပြီနေရာဒီကျောင်းမပိတ်ခင်မှာတဲ့ကျောင်းသားကျောင်းသူတွေဘာလုပ်လဲတဲ့ နေရာဒီကျောင်းပိတ်ရမှာ